Tom က Jerry ကိုတကယ်စားလိုက်တဲ့အခန်းရှိသလား။ Tom ဟာ Jerry ကိုဘယ်တော့မှဖမ်းမမိဘူးလို့ကျွန်တော်တို့နှစ်ပေါင်းများစွာထင်ခဲ့ကြတာပါ။ဒါပေမဲ့လူသိနေပြီးတင့်ကိုအံ့ဩသွားစေမဲ့အခန်းတစ်ခန်းတကယ်ရှိခဲ့တယ်ဆိုတာတင်သိပါသလား။ရှေ့မဆက်ခင်မှာဒီဗီဒီယိုကို like ပေးဖို့ subscribe လုပ်ထားဖို့နဲ့နှုတ်ဆက်နိုင်အောင် hello လို့ comment ရေးခဲ့ဖို့တင့်ကိုစိန်ခေါ်လိုက်ပါတယ်။ဘယ်တော့မှထုတ်လွှင့်ပြသခြင်းမရှိခဲ့တဲ့အခန်းတစ်ခန်းမှာအရာအလုံးပြောင်းပြန်ဖြစ်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာTomက Jerry ကိုဖမ်းမိသွားရုံနဲ့မကပဲလွတ်မသွားအောင်ပါလုပ်နိုင်ခဲ့ပါတယ်။ဒီ theory အရTomက Jerry ကိုနောက်ဆုံးမှာစားပစ်လိုက်တယ်လို့ဆိုပါတယ်။အဲ့ဒီအခန်းဟာအရန်ကိုစိတ်အနှောက်အယှက်ဖြစ်စရာကောင်းပြီးမှောက်မိုက်လွန်းတာကြောင့်ဘသူ့ကိုမှပြန်မပြတော့ပဲလုံးဝပိတ်ပင်ထားခြင်းခံခဲ့ရတာဖြစ်ပါတယ်။